Hi everyone, what's up? ကျွန်တော်ဒီနေ့ညောက်သွားမယ့်အသုံးနှုန်းလေးကလုပ်ငန်းခွင်အသုံးနှုန်းလေးဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အလုပ်လုပ်တဲ့သူတိုင်းသိကိုသိရမယ့်အသုံးနှုန်းလေးလည်းဖြစ်ပါတယ်။တစ်ချိန်တည်းမှာကျွန်တော်တို့အလုပ်သမားနဲ့ပတ်သက်တဲ့ဥပဒေကိုလည်းတွဲပြီးတော့လေ့လာလို့ရမယ့်အသုံးနှုန်းလေးလည်းဖြစ်ပါတယ်။ကျွန်တော်ငယ်ငယ်တုန်းကနိုင်ငံခြားရွှေရှင်ထဲမှာတူတာတစ်ခုရှိပါတယ်။နော် break time ပဲဖြစ်ဖြစ် lunch time ပဲဖြစ်ဖြစ်ရောက်ခါနီးမှာအချက်ပေးခေါင်းလောင်းထိုးတယ်ဒီပြင်မှာအချိန်ရလဲ break time ယူရမယ် lunch time ယူရမယ်အချိန်ရောက်ပြီဆိုရင်เนาะအလုပ်သမားတွေဟာလှုပ်လက်စအလုပ်ကိုပြစ်ချပြီးတော့သူတို့အလုပ်လုပ်တဲ့ work area ကနေပြီးတော့ထွက်သွားကြပါတယ်ကျွန်တော်တို့မြန်မာတွေကတော့ဒီလိုမဟုတ်ဘူးအရက်အလုပ်စူးစမ်းကြတယ် break time ရောက်နေပြီ break time ယူရမယ်အချိန်ရောက်နေတော့ညလည်းပဲအော်ဒါလေးငါလက်ဆက်တတ်တော့မယ်เนาะဒါလေးပြီးအောင်လုပ်တော့မယ်နောက်ထပ် 5 မိနစ်လောက်ပါပဲအလုပ်ကိုဆက်ပြီးတော့လုပ်တယ်အဲ့ဒီလိုဆိုရင် you are on the clock ကိုယ်ကလုပ်ဖို့ကင်ဘက်တွေက break time ယူနေကြပြီကိုကတော့အလုပ်နဲ့ပတ်သက်တဲ့ email လေးရောက်လာတယ်email လေးဘာလေးလဲဆိုကြည့်လိုက်အောင်ပဲအဲ့ဒီလိုဆိုရင် you are on the clock ကို break time ယူရမယ့်အချိန်ဒါမှမဟုတ် lunch time ယူရမယ့်အချိန်မှာ work related activities လို့ခေါ်တဲ့ email တွေစစ်တာတွေဖုန်း call တွေ answer လုပ်တာတွေလုပ်လက်စအလုပ်ကိုဆက်ပြီးတော့လုပ်နေတာတွေအဲ့ဒါဒီဟာဘာကိုပြောနေတယ်လဲဆိုတော့ you are on the clock ဒါဆိုရင် you are on the clock ဆိုတာဘာအဓိပ္ပာယ်တော့အဓိပ္ပာယ်က you are working so you get paid မင်းအလုပ်လုပ်နေတဲ့အတွက်ကြောင့်မင်းဟာပတ်စံရတယ်လို့အဓိပ္ပာယ်ရပါတယ် If employees work during their break time it should be assumed that they are on the clock ဥပမာလေးကြည့်ကြအောင် I cannot leave right now because I am still on the clockနောက်ဗီဒီယိုမှာတွေ့နော် bye bye